ဘာသာရေးမရှိရင်ကဘာကြီးကပို့လို့တောင်မှငြိမ်းချမ်းသွားနိုင်တယ်ဆိုပြီးတော့အချို့လူတွေကပြောကြတယ်။ကဘာပေါ်ကစစ်ပွဲတွေအမုန်းတရားတွေတပ်ဖြတ်မှုတွေလူမျိုးရေးခွဲခြားမှုတွေကဘာသာရေးကြောင့်မလို့ဖြစ်တာဆိုပြီးတော့အချို့ကဆွဆွဲကြတယ်။ဒါပေမဲ့တကယ်ပဲဘာသာရေးပျောက်သွားတာနဲ့လူသားတွေကပိုကောင်းသွားနိုင်လား။ဒါမှမဟုတ်ရင်ပြဿနာဘာသာရေးထဲမှာမဟုတ်ဘဲနဲ့လူသားတွေရဲ့စိတ်ထဲမှာပဲရှိနေရလား။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေ။ကျွန်တော်ရဲ့နာမည်ကတော့ AP ပါ။စဉ်းစားကြည့်လိုက်ပါကဘာပေါ်ကလူတွေကတခုခုကိုယုံကြည်ပြီးမှအသက်ရှင်တန်ကြတယ်အချို့ကဖះကိုယုံတယ်အချို့ကသိပ္ပံကိုယုံတယ်အချို့ကဘာသာရေးကိုယုံတယ်အချို့ကကြငွေကိုယုံတယ်အချို့ကအချစ်ကိုယုံတယ်လူဆိုတာကယုံကြည်မှုမရှိဘဲနဲ့အသက်ရှင်ရတာခက်တဲ့တရားတစ်မျိုးပါတခုခုကိုယုံကြည်ထားလိုက်ရမှကိုကဘာကြောင့်မလို့အသက်ရှင်တန်နေရလဲဆိုတဲ့အဓိပ္ပာယ်ကိုခံစားရတယ်ဒါကြောင့်ဘာသာရေးဆိုတာဖះရှိခိုးတဲ့စနစ်တစ်ခုတည်းမကအောင်လူသားတွေရဲ့ကြောက်စိတ်ကိုထိန်းချုပ်ဖို့မသေးကြမှုတွေကိုရှင်ဆိုင်ဖို့ဘဝရဲ့အတိတ်ဘယ်ကိုလမ်းပြပေးဖို့ဖန်တီးလာတဲ့အရာတစ်ခုလည်းဖြစ်တယ်။စိတ်ပညာမှာလူတွေကမသေးကြတဲ့အရာတွေကိုဆိုရင်အရန်ကြောက်တတ်ကြတယ်လို့ပြောကြတယ်။သိပြီးရင်ဘာဖြစ်မှာလဲ။ငါ့ကိုဘာကြောင့်မလို့မွေးလာလဲ။ကောင်းတာလို့ရင်တကယ်ကောင်းတာဖြစ်လာ။အဲ့လိုမေးခွန်းတွေကိုလူရဲ့အုံနောက်ကအဖြေလိုချင်တယ်။ဘာသာရေးကအဲ့ဒီအဖြေကိုပေးခဲ့တယ်။တကယ်တော့ဘာသာရေးဆိုတာကလူရဲ့သမိုင်းထဲမှာလူတွေကိုထိန်းချုပ်ထားတဲ့စနစ်ကြီးတစ်ခုလည်းဖြစ်ခဲ့တယ်။မကောင်းတာမလုပ်နဲ့။သူများကိုမနာကျင်စေနဲ့တစ်ဖက်သားကိုကူညီပါတနာပါအဲ့လိုအယူဆတွေကလူရဲ့အတိုင်းဝိုင်းကိုတည်ငြိမ်စေခဲ့တဲ့အပိုင်းတွေလည်းရှိတယ်။ဒါပေမဲ့အဓိကပြဿနာကဘာသာရေးမှာမဟုတ်လူတွေကငါယုံနာမှအမှန်ဆိုတဲ့စိတ်ကြီးဝင်လာတဲ့အချိန်ကနေစပြီးတော့အရာအလုံးကပြောင်းလဲသွားတာ။အဲ့ဒီအချိန်ကနေစပြီးတော့ယုံကြည်မှုဆိုတာကငြိမ်းချမ်းမှုမဟုတ်တော့ဘူး identity ဖြစ်သွားပြီ။ငါတို့ရဲ့ဘာသာသူတို့ဘာသာဆိုပြီးတော့ခွဲခြားလာကြတာ။တကယ်တော့လူသားတွေကဘာသာရေးမရှိလဲအခြားအရာတစ်ခုကိုကိုးကွယ်နေကြအောင်ပါပဲ။တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ဘာသာရေးနဲ့မသက်ဆိုင်တဲ့အယူဝါဒတွေကြောင့်မလို့လဲလူတန်းပေါင်းများစွာတည်ခဲ့ဘူးတယ်။အချို့လူတွေကနိုင်ငံရေးကိုဘာသာရေးလို့ယုံကြည်ကြတယ်။အချို့တွေကကြလူမျိုးဆွဲတတ်ကြတယ်။အချို့တွေကခေါင်းဆောင်ဆွဲတယ်။အချို့ကြတော့လေအယူဆတစ်ခုကိုလူရဲ့အုံနောက်ကကိုယ့်ဘက်သူ့ဘက်ဆိုတဲ့အုပ်စုခွဲတဲ့စိတ်ကိုရှိနေတတ်တယ်။ဒါကြောင့်မလို့ဘာသာရေးပျောက်သွားရင်တောင်မှပဲလူတွေကအခြားခေါင်းစဉ်တစ်ခုနဲ့တယောက်ကိုတယောက်မုန်းတီးမှုတွေကတော့ရှိနေဦးမှာပဲအမှန်တကယ်တော့ကြောက်စရာကောင်းတာကဘာသာရေးမဟုတ်ဘူးကိုယုံကြည်ထားတဲ့အရာကိုမှအမှန်တရားလို့ထင်ပြီးတော့အခြားလူတွေအားလုံးကိုမှားတယ်လို့ယုံကြည်ထားတဲ့စိတ်ပဲအဲ့ဒီစိတ်ကဘာသာရေးထဲမှာလည်းရှိနိုင်တယ်နိုင်ငံရေးထဲမှာလည်းရှိနိုင်တယ် relationship တွေကြားထဲမှာလည်းရှိနိုင်တယ်ဒါဆိုရင်ဘာသာရေးမရှိရင်ကဘာကြီးကပိုကောင်းသွားမလားဖြေရတော့မသေးကြဘူးဘာဖြစ်လို့လဲဆိုတော့ပြဿနာရဲ့အရင်းမြစ်ကဘာသာရေးတစ်ခုတည်းမဟုတ်ဘူးလူသားတွေရဲ့အကြောက်တရားအတ္တအစွန်းရောက်တဲ့စိတ်ငါပဲမှန်တယ်ဆိုတဲ့စိတ်အဲ့ဒါတွေကဘယ်ခေတ်မှမဆိုပုံစံပြောင်းပြီးတော့ပြန်ပေါ်လာတတ်တယ်ဒါပေမဲ့ဘာသာရေးရှိလို့လူကောင်းဖြစ်လာခဲ့တဲ့သူတွေလည်းရှိတယ်စိတ်ပြက်နေတဲ့အချိန်မှာအသက်ဆက်ရှင်တန်နိုင်ဖို့အားအိမ်တွေဖြစ်သွားတဲ့လူတွေကလည်းအများကြီးပဲမကောင်းတာတွေမလုပ်ဖို့ထိညှိပေးတယ်အမောင်ထဲမှာအလင်းကိုတွေ့သွားတဲ့သူတွေလည်းရှိတယ်ဒါကြောင့်မလို့အရာရာကိုရှိလို့ပြဿနာဖြစ်တယ်ဆိုတာထက်လူသားတွေကဘာကြောင့်မလို့အဲ့လိုဖြစ်နေကြလဲဆိုတာကိုနားလည်ဖို့ကပို့ပြီးတော့အရေးကြီးတယ်တကယ်တော့ကဘာကြီးကိုဖျက်ဆီးနိုင်တာကဘာသာရေးတစ်ခုတည်းမဟုတ်ဘူးငါယုံကြည်တာမှအမှန်ဆိုတဲ့လူသားတွေရဲ့အတ္တပဲ